ဒါနဲ့ရင်ဦးစင်းရဲ့တချို့မှန်တယ်ဆိုပြီးတော့ညင်းနေကြတာရှိတယ်အဲ့ဒါကောညင်းလက်သလားမညင်းသင့်ဘူးလို့ထင်တယ်တချို့ကငါမှန်တယ်ဆိုပြီးတော့တကယ်လည်းသူမှန်ကောင်းမှန်ပါလိမ့်ပဲမှန်တယ်ဆိုပြီးတော့ဖိညင်းကြတာမရှိဘူးလားရှိတယ်မှန်တယ်တင်လဲမှန်တယ်ဆိုလဲမညင်းသင့်ဘူးလို့ထင်တယ်ဘာဖြစ်လို့လဲကိုယ့်ရဲ့စကားကိုတစ်ဖက်ကလက်မှမခံပါဘူးဆိုတဲ့နောက်ပိုင်းမှာဘာမှဆက်ပြောတဲ့အကြောင်းမရှိဘူးလို့ထင်တယ်ကိုယ်စကားမှသူလက်မခံဘူးဆိုရင်ဘာလို့ဆက်ပြောနေတာလဲဘာမှအကျိုးမရှိတော့ဘူးလေဟုတ်တယ်မဟုတ်လားစကားပြောတယ်အလုပ်လုပ်တယ်ဆိုတာအကျိုးတစုံတရာရှိနိုင်လို့ရှိမယ်ထင်လို့လုပ်ကြရတာကိုဟုတ်လားကိုပြောတဲ့စကားကိုလက်မခံတော့ဘူးဆိုတဲ့နောက်ပိုင်းမှာပြောစရာအကြောင်းမရှိဘူးလို့ထင်တယ်လက်မခံမှန်းသိရတဲ့ဆက်ပြောနေတယ်ဆိုရင်လည်းကိုယ့်ရဲ့စေတနာကိုစဉ်းစားတဲ့နယ်လို့ထင်တယ်ဘာလို့ဆက်ပြောနေတာလဲလူတက်ကြီးလှုပ်ချင်လို့ပြောနေတာလားတစ်ဖက်လူညံ့လိုက်တာဆိုတာကိုပေါ်လွင်ထင်ရှားအောင်ပြောနေတာလားငါတိတ်တော်တာပဲဆိုတာကိုလူသိသွားအောင်ပြောချင်တာလားစဉ်းစားတယ်မရှိဘူးလားရှိတယ်ဒါကြောင့်ဟူမန်နေဆိုပြီးတော့လည်းဖိပြီးတော့မငင်းနဲ့ဘူးနော်